အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ The World Power မြန်မာဆိုတဲ့ YouTube Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီခါတလေဘဝမှာတချို့အရာတွေကတေးသေးလေးလို့ထင်ရပြီပဲတကယ်ရမ်းရေးကြည့်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီနေ့တချို့အကြောင်းအရာလေးတွေကိုပြောပြတော့မှာဖြစ်ပါတယ်ဒီကြားလေးနားထောင်ပေးပါခင်ဗျဘဝမှာဒီအချက်၄ချက်ကိုဘယ်သူမှမပြောပြပါနဲ့နံပါတ်1ကိုမိသားစုရဲ့ပြဿနာနံပါတ်2ကိုယ့်ရဲ့ love life နံပါတ်3ကိုဆွဲထားတဲ့အစီအစဉ်နံပါတ်4သင်ရဲ့ဝင်ဘဝကခက်ခဲတဲ့အတွက်ကြောင့်မို့လို့တချို့လူတွေကလွယ်လွယ်လေးနဲ့ရတာတွေကိုတန်ဖိုးမထားတတ်ကြပါဘူးလူအများစုကလွယ်တဲ့လမ်းကိုပဲလိုက်ကြတယ်ဒါပေမဲ့အလွယ်နည်းကတကယ်မှန်တဲ့လမ်းဟုတ်လားမဟုတ်ဘူးလားဆိုတာဘယ်သူမှမသိပါဘူးသင်လမ်းကိုပဲသင်ရှောက်အောင်ပါဘာလို့လဲဆိုတော့သင်ကိုသင်ထက်သင်အကြောင်းကိုသိတဲ့သူမရှိပါဘူးဒီလောကမှာအရာတိုင်းကိုနားလည်ကြတယ်ဒါပေမဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုတော့ဘယ်သူမှနားမလည်ကြဘူးဘာကြောင့်လဲဆိုတော့လူတွေကသူတို့ရဲ့အလုပ်အတွက်သူတို့ရဲ့စကားလုံးတွေနဲ့ရုပ်မာတက်ကြတယ်အိမ်မက်ကနေနိုးလာပြီးဘယ်တော့မှကိုယ့်ဤမှန်းချက်ပန်းနိုင်ကိုမပြောင်းလဲပါနဲ့ဘာလို့လဲဆိုတော့သင်ပန်းနိုင်ကိုရောက်တဲ့နေ့သင်ကိုဝေဖန်သူတွေရဲ့အပြုအမူကပြောင်းလဲတော့မှာဖြစ်ပါတယ်ဒီစကားကတော့လုံးဝအမှန်ဖြစ်ပါတယ်မိတ်ဆွေကအများစုမှာ perfect ပြီးပြည့်စုံမှုမရှိဘူးမိတ်ဆွေမရှိတဲ့အတွက်တချို့အရာတွေကလည်း perfect ပြီးပြည့်စုံမှုမရှိဘူးဆိုတာလည်းအမှန်တရားဖြစ်ပါတယ်အမြင့်မှာပြန်တဲ့ငှက်တီတောင်မှဘယ်တော့မှဂုံမယူကြအောင်ဘာကြောင့်လဲဆိုတော့အမြင့်မှာနေဖို့နေရာမရှိဘူးဆိုတာသူတို့လည်းသိကြတယ်ပတ်စံရှိတိုင်းလူကောင်းမဖြစ်နိုင်ပါဘူးလူကောင်းဆိုတာသူတို့ထက်အစင်းနှိမ့်တဲ့သူကသူ့ဘေးမှာသွားထိုင်တော့မှသူ့ကိုယ်သူအစင်းနှိမ့်နေဆိုတာကိုမခံစားစေရအောင်တကားကသတင်းစာမှာရေးထားတာညံပန်နှိမ့်ဆက်သူတွေလည်းငါတို့ပဲကိုနှိမ့်ချတာလည်းငါတို့ပဲအဲဒါကြောင့်ဘသူ့အပြစ်တင်ရမလဲတကယ်လို့တရားဟောကသင်ကိုကြိုက်တယ်ဆိုရင်လူကောင်းကသူမဟုတ်ဘူးသင်မဲလူကောင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့သင်ကိုသူကလူကောင်းလို့မြင်နိုင်မဲ့အရေးချင်းကသင်စီမှာလို့ရှိနေလို့ပါသင်ဘောကကောင်းကောင်းမဖန်ဆင်းခြင်းတော့ရေလူပဲဖြစ်ရမယ်ဘာလို့လဲဆိုတော့သူတို့ရဲ့လမ်းကြောင်းကိုသူတို့ကိုယ်တိုင်ရှာဖွေကြတာပါကြောက်တုံးတွေလည်းမဟုတ်ပါဘူးသူများရဲ့လမ်းကြောင်းကိုတော့မှကြောက်တုံးတွေကရက်တက်ကြတယ်အာမြင်တဲ့သူတွေကသူတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ဒီကဘာကိုပြောင်းလဲနိုင်ကြတယ်မအာမြင်တဲ့သူတွေကတော့ကြောက်တဲ့စိတ်ကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းလဲကြတယ်သင်စီမှာအရေးချင်းတွေရှိရင်လူတွေကအသင်ကိုတန်ဖိုးထားမှာဖြစ်ပါတယ်ထားလိုက်ပါတော့တရားဟောကသင်ကိုလဲစားနေတယ်ဆိုတာသင်ကသိသွားပါတယ်သင်ဘာလို့သင်လဲသိလားသူကသင်ကိုလဲစားနေတယ်ဆိုတာသင်သိသွားတာကိုသူတို့ဘယ်တော့မှအသိမပေးရပါဘူးသူတို့ကိုအဲ့ဒီအတိုင်းပဲထားခဲ့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သင်သူ့ကိုဘာလို့ထားခဲ့လဲဆိုပြီးတော့သူကိုယ်တိုင်စိတ်ပူနေမှာဖြစ်ပါတယ်တရားဟောကသင်ကောင်းတဲ့အလုပ်လုပ်နေရင်တော့မှသင်ကိုတန်တရားရှိတယ်ဆိုရင်သူ့ကိုတန်တရားပေးလို့လိုက်ပါဘာလို့လဲဆိုတော့တန်တရားကကြောက်မီးသွေးရဲ့မဲမောင်ခြင်းအပေါ်မှာမဟုတ်ဘဲနဲ့ရွှေရဲ့တန့်စင်မှုအပေါ်မှာအမြဲရှိနေလို့ဖြစ်ပါတယ်တယောက်တည်းရှောက်တဲ့သူပဲအမြန်ဆုံးရှေ့ရောက်တယ်ဆိုတာကိုလည်းသတိရပေးပါဒါပေမဲ့အကောင်လုံးကိုခေါ်ပြီးရှောက်တဲ့သူကပဲအဝေးဆုံးကိုရောက်မှာဖြစ်ပါတယ်အဲ့ဒါကိုလည်းသတိရဖို့လိုပါတယ်လူကြီးကတပွားလုံးအားလုံးရဲ့ရှေ့မှာအကောင်လုံးရဲ့ရှေ့မှာရည်ကြတယ်ဒါပေမဲ့ငိုတဲ့အချိန်ကျတော့အားလုံးထက်အယုံကြည်ရဆုံးဆိုတဲ့သူရဲ့ရှေ့မှာပဲငိုကြတာဖြစ်ပါတယ်ပညာရေးနဲ့လမ်းနှစ်ခုစလုံးကအတူတူလိုပါပဲဘာလို့လဲဆိုတော့နှစ်ခုစလုံးကသူ့နေရာနဲ့သူနေပြီးတော့သူများကိုသူတို့ရဲ့ပန်းနိုင်နေစီကိုအရောက်ပို့ပေးပါတယ်အလားတရားတွေကိုအယောင်လေးနဲ့ဆုံးဖြတ်ပြီးတော့အောင်မြင်မှုတွေကိုတော့ဂိမ်းကနန်းနေနဲ့ဆုံးဖြတ်ပြီးတဲ့လူဖွဲ့စီမှာကျွန်တော်နေထိုင်ကြပါတယ်ပြီးတော့ငွေရှိတဲ့သူတွေကိုပဲလေးစားမှုတွေပြီးကြတယ်ဘဝမှာကိုယ့်ရဲ့အားနည်းချက်လျှို့ဝှက်ချက်တွေကိုဘယ်သူမှမပြောပြပါနဲ့ဘာလို့လဲဆိုတော့တနေ့အဲ့လူကိုယ်တိုင်သိရဲ့လျှို့ဝှက်ချက်အားနည်းချက်တွေကိုသတိပေးပြီးတော့လူအများရှိမှကဲ့ရဲ့ရှုပ်ချဖြစ်ပါတယ်ဘဝမှာမယုံကံမဲနဲ့ဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်ပါဘူးအများစုအချိန်တန်းမှအလုံးလုံးမယ်လို့ပြောကြတယ်ဘဝမှာဘယ်တော့မှအချိန်မဆောင်အောင်ဘယ်အချိန်မှရှိလဲအဲ့ဒီအချိန်မှာသင်ရဲ့အကောင်းဆုံးအချိန်ဆိုပြီးတတ်မှတ်ဖြစ်ပါတယ်တကယ်လို့သင်ကမှန်နေတယ်ဆိုရင်ဘာမှသက်သေပြဖို့ကြိုးစားပါနဲ့ဒီတိုင်းအမှန်တိုင်းပဲနေလိုက်ပါအချိန်နဲ့အချိန်တွေကတော့နေတိုင်းပြောင်းလဲနေတယ်ဒါပေမဲ့မိတ်ဆွေကောင်းတဲ့အမျိုးကောင်းတွေတော့မှမပြောင်းလဲဘူးယုံကြည်မှုဆိုတဲ့စကားလုံးကသေးပြီအဲ့ဒါကိုသက်သေပြရင်ကတဘွားလုံးအချိန်ကုန်သွားတတ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တက်ဆက်ပေးခဲ့တာကတော့ဌာနဆန်တဲ့စကားလုံးအကြောင်းအရာတွေဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မျှော်လင့်ချက်တွေတက်တည်တွေပြောက်ွယ်သွားလိုက်ဒီအချက်လေးတွေကိုသိရလိုက်ပါကျွန်တော်တို့ရဲ့ The World Power မြန်မာဆိုတဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးပါမိနာက notification လေးနဲ့နေပြီးပါအားလုံးကိုထူးပဲကျေးဇူးတင်